မင်းကလေးငယ်လေးတယောက်နိုးလာတဲ့အခါမှာတော့သူမဟာဖခင်ဖြစ်သူကိုယ်တိုင်တိဆောက်ထားတဲ့နေရန်တစ်ခုကြားထဲမှာပိတ်မိနေတာကိုသိလိုက်ရတယ်။သူမဟာနေရန်ကိုထုရိုက်ပြီးသမီးကိုအပြင်ထုတ်ပေးပါလို့ငိုယိုတောင်းပန်ပေမဲ့ဖခင်ဖြစ်သူကတော့သူမရဲ့အော်ဟစ်တန်တွေကိုလစ်လူရှုထားခဲ့တယ်။ခေတ္တကြာမှာပဲနေရန်နှစ်ဖက်စလုံးကနေဘီလက်မြေဖြိုကြီးတွေစီးကျလာပြီးသူမလွတ်မြောက်ဖို့လုံးဝလမ်းမရှိတော့ဘူး။ဘီလက်မြေတွေကတဖြည်းဖြည်းမြင့်တက်လာပြီးသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးနစ်မြုပ်သွားတဲ့အထိဖခင်ဖြစ်သူကတော့ဘလို့မှတနာညတာခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ဖေလို့ခေါ်ရင်သူမဟာဘီလက်မြေတွေအောက်မှာအရှင်လက်မြုပ်နှံခံလိုက်ရပြီးအဲ့ဒီအဆောက်အုံရဲ့နေရန်တစ်ခုဖြစ်သွားခဲ့ရတယ်။နှစ်ပေါင်း15နှစ်ကြာသွားတဲ့အခါအစိုးရကအဲ့ဒီအဆောက်အုံကိုဖျက်သိမ်းဖို့အမိန့်ထုတ်ပြန်လိုက်တယ်။အင်ဂျင်နီယာတဦးဖြစ်တဲ့ဘက်ကီကတိုင်းတာမှုတွေလုပ်ရင်းနေရန်တွေဟာမူလဒီဇိုင်းထက်9မီတာလောက်ပိုထူနေတာကိုသတိထားမိသွားတယ်။စုံစမ်းစစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါမှာတော့ဒီအဆောက်အုံကိုစောက်ခဲ့တဲ့ပိတုကပညာရှင်ဟာလူကိုနေရန်ထဲမှာအရှင်လက်မြုပ်နှံထားရင်အဆောက်အုံကထာဝရတည်မြဲတယ်လို့ယုံကြည်နေသူဖြစ်ကြောင်းသိလိုက်ရတယ်။ပိုပြီးထိတ်လန့်မှုကောင်းတာကအဲ့ဒီပိတုကပညာရှင်ဟာအခုထိသိမသွားသေးပဲမြေအောက်ခန်းတစ်ခုထဲမှာပုံအောင်နေတာကိုဘက်ကီကရှာဖွေတွေ့ရှိသွားတာပဲ။ဘက်ကီကသူ့ကိုတွားတွေ့ပြီးမကြခင်ရဲတွေလာဖမ်းတော့မယ်ဒီအဆောက်အုံကိုလည်းဖျက်ဆီးပစ်တော့မယ်လို့ပြောလိုက်တဲ့အခါမှာတော့ပိတုကပညာရှင်ကကြောက်လန့်တကြားနဲ့သူ့ကိုတပ်ပေးဖို့ဘက်ကီကိုတောင်းပန်ပါတော့တယ်။ဘက်ကီကပထမတော့ညှင်းဆန်ခဲ့ပေမဲ့အဲ့ဒီလူရဲ့ရွှေရှာပွဲကောင်းတဲ့စိန်ခေါ်လောင်ပြောင်မှုတွေကြောင့်နောက်ဆုံးမှာတော့သူ့ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတော့တယ်